ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ current နဲ့ magnetic field ဘယ်လိုဆက်စပ်နေသလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် electric current เนาะ electric current flows through the wire အဲ့တော့ current က wire တစ်လျှောက်ကိုစီးဆင်းသွားမယ် current is the movement of electric charges usually electron in a metal wire current ဆိုတာကတကယ်ကတော့ electric charge တွေတွားနေတာစီးဆင်းနေတာကိုပြောတာ electric charge ဆိုတာကဘာတွေလဲဆိုတော့ electron တွေเนาะ electron တွေကို electric charge လို့ခေါ်တာအဲ့တော့ electric charge ဖြစ်တဲ့အတွက်ကြောင့်သူ့မှာ electric field ရှိတာပေါ့အဲ့တော့ an electric field exists inside the wire and pushes the charges causing the current to flow အဲ့တော့ဒီမှာ electric field ကနေပြီးတော့ဒီ charge တွေကိုတွန်းတယ်တွန်းတဲ့အခါမှာ current တွေဖြစ်လာပြီးတော့ရှေ့ကိုဆက်ပြီးတော့စီးဆင်းတယ်အဲ့လိုပဲ electric field ဖြစ်နေသလိုပဲ magnetic field ကလည်း produce a magnetic field is produced around the wire whenever current flows through it အဲ့တော့ current စီးဆင်းတဲ့တစ်လျှောက်မှာတဲ့အဲ့ current စီးဆင်းတိုင်းဒီ wire ကြိုးတစ်လျှောက်မှာ magnetic field ကလည်းထွက်နေတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် wire ကြိုးမှာ electric field ရှိရယ် wire ကြိုးရဲ့ဝန်းကျင်မှာလည်းပဲ magnetic field ရှိတယ်အဲ့တော့ magnetic field ရှိရယ်ဆိုတော့ဒီချေတို့ကဘယ်လိုလုပ်သိ wire ကြိုးတစ်လျှောက်မှာ current စီးတဲ့အခါမှာ electric field ရှိရယ်ဒီ electric field နားမှာဘာထားလိုက်လဲဆိုတော့တန်လိုက်အိမ်မြောင်ထားလိုက်တယ်တန်လိုက်အိမ်မြောင်ထားလိုက်တဲ့အခါမှာသူ့ရဲ့မှာ north pole လေးဒီမှာစဝိုင်းပုံစံလေးတွားတိုင်းဒီလိုမျိုးလေးပတ်ပတ်လဲဝိုင်းပြီးတော့တွားနေတယ်အဲ့ဒီအတွက်ကြောင့်ဒီ wire ကြိုးရဲ့နားမှာ magnetic field ရှိတယ်လို့ပြောတာပေါ့နော်အဲ့တော့ magnetic field ဒီ electric current ရဲ့နားမှာတွားနေတယ် What is an electromagnet or electromagnet ဆိုတာရောဘာလဲအဲ့တော့ An electromagnet is a magnet created by electric current flowing through a coil of wire. wire ကြိုးတစ်လျှောက်မှာ current စီးဆင်းတဲ့အခါမှာဘာထွက်လာလဲဆိုတော့ magnetic field ထွက်လာတယ်အဲ့လိုမျိုးဟာကို created အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ electromagnet လို့ခေါ်တယ်it produces a magnetic field by while current flow အော် current စီးဆင်းတိုင်းမှာ magnetic field ရှိနေရပါပေါ့အဲ့တော့ဒီဟာလေးကိုစမ်းသပ်ကြည့်မယ်အဲ့တော့စမ်းသပ်ကြည့်မယ်ဆိုတော့ဒီကိုးမှာเนาะဒီ iron ကိုးမှာဘာလုပ်လိုက်လဲဆိုတော့ wire ကြိုးလေးပတ်လိုက်တယ်ပတ်လိုက်တဲ့အခါမှာ current ဒီမှာ circuit တွေ battery လေးနဲ့ဆက်ချိတ်လိုက်တယ်အဲ့တော့ current စီးသွားတယ် current စီးသွားတဲ့အခါမှာဒီ iron ကိုးမှာဘာဖြစ်သွားလဲဆိုတော့ magnet ထက်ဝင်သွားတဲ့အတွက်ကြောင့်ဒီမှာရှိရဲ့ paper clip တွေကိုသူက attract လုပ်နိုင်တယ်အဲ့တော့ electromagnet convert electrical energy into magnetic effect အဲ့အတွက်ကြောင့် electromagnet ကခုနက current စီးဆင်းတဲ့အတွက်ကြောင့် electrical energy ရှိမယ်အဲ့ energy ကနေပြီးတော့သူက magnetic effect ရတဲ့အတွက်ကြောင့်ဒီ paper clip တွေကိုဆွဲနိုင်တယ်ဒီ current is the key factor controlling magnetic field strength and particle operation အဲ့တော့ဒီ current က magnetic field ရဲ့ပြင်းအားအနည်းအများကို control လုပ်နိုင်တဲ့အဓိက key factor ဖြစ်တယ်။ဒီမှာဆိုလို့ရှိရင် electric field နဲ့ magnetic field က perpendicular ဖြစ်နေတယ်ဆိုတာလေးကိုပြတာပေါ့နော်။ wire ကြိုးတစ်လျှောက်မှာဒီတစ်လျှောက်ပေါ့ဒီမှာက electric field ရှိရယ် magnetic field က electric field ကို perpendicular ဖြစ်ပြီးတော့သွားနေတယ်ဆိုတဲ့ပုံလေးပေါ့applications of electromagnet တွေကိုဘာမှသုံးလဲတကယ် electromagnet ကရောဘယ်လိုဖြစ်လာလဲဆိုရင် wire ကြိုးတစ်လျှောက်မှာ electric current တွေစီးဆင်းတဲ့အခါမှာသူ့ရဲ့ဒီ wire ကြိုးထဲမှာ electric field စီးဆင်းသလိုဒီ wire ကြိုးရဲ့ဘေးပတ်လည်မှာ magnetic field ကလည်းစီးဆင်းနေတယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် electromagnetism လို့ခေါ်တယ်သူကဒီ electric charge တွေစီးဆင်းတဲ့အတွက်ကြောင့်เนาะ electron တွေစီးဆင်းတဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတာအဲ့တော့ iron core ဒီ
ဒီ electromagnet ကိုပို့ပြီးတော့ stronger ဖြစ်နိုင်တယ်ဒီ electromagnet ကိုဘယ်နေရာတွေမှာသုံးလဲဆိုရင် electric motor တွေတာတို့တို့ရေတင်တဲ့ electric motor တွေပေါ့နောက်က relay တွေနော်ဒီမှာ relay တွေနောက်က loudspeaker တွေနောက်ကကျမကြီးနေရာမှာဆိုလို့ရှိရင် MRI လို့ခေါ်တဲ့ set တွေဒီထဲမှာလူဝင်ပြီးတော့စစ်တာလေ electromagnet ကိုသုံးတယ်နောက်တစ်ခါအမှိုက်တွေတက်နေကိုဒီမှာကားတွေတန်တယ်တွေကိုဖိပြီးတော့ဖြက်စီရဲ့ကျိတ်တဲ့နော်ဟာက scrap yet living crane အဲ့မှာတွေလည်းဒီမှာအမှိုက်တွေပါလာတယ်နော်တန်တယ်တွေပါလာတယ်အဲ့ဟာကလည်း electromagnet ကိုသုံးတယ်နောက်တစ်ခါ doorbell တွေနော် electric bell တွေအဲ့ဟာတွေကလည်း electromagnet ကိုသုံးတယ်နောက်ထပ်သုံးတဲ့ application တွေလည်းအများကြီးရှိသေးတယ်ဒါကတော့နမူနာလေးထည့်ပေးတာပေါ့နော်ရှေ့မှာတော့ကဝါယာကြိုးထဲကို current ဖြတ်စီးတဲ့အတွက်ကြောင့်ဒီဝါယာကြိုးထဲမှာ electric field ရှိမယ်ဒီ current ဖြတ်စီးတဲ့အတွက်ကြောင့်သူ့ဝန်းကျင်မှာ magnetic field ရှိတယ်ဆိုတာကိုပြောခဲ့တယ်ခုကကြတော့ electromagnetic induction ကြောင့်ပြောမယ် electromagnetic induction ကကြတော့ခု magnetic field changing ဖြစ်နေတယ် moving ဖြစ်နေတဲ့အတွက်ကြောင့်ဘာဖြစ်လာတာလဲဆိုရင် current ဖြစ်လာတာ electric current ဖြစ်လာတာဒီ electric current ဖြစ်တဲ့အတွက်ကြောင့်သူက electron တွေရွေ့ရှားနေတာပေါ့ဒီ process ကို electromagnetic induction လို့ခေါ်တယ်ဒီ principle ကို electromagnetic induction လို့ခေါ်တယ်အဲ့တော့ဒီဟာကိုဘယ်နေရာတွေမှာသုံးလဲဆိုလို့ရှိရင် generator မီးစက်တွေเนาะ generator တွေမှာသုံးတယ် generator မှာကဒီလိုလှည့်လိုက်တဲ့အတွက်ကြောင့် mechanical energy ရှိရယ်အဲ့ရနေ current ထွက်လာတဲ့အတွက်ကြောင့် electrical energy ဖြစ်သွားတယ်နောက်တစ်ခုက power station မှာ thermal power station ရှိရယ် hydroelectric power station ရှိရယ် nuclear power station တွေရှိရယ်နောက်တစ်ခုကbicycle မှာရှိတဲ့ dynamos တွေနော် dynamos တွေကလည်းစပိန်ရွေ့နေတဲ့အခါမှာလျှပ်စစ်ဓာတ်ဖြစ်တာအဲ့တော့ရွေ့ပြားနေတဲ့အတွက်ကြောင့်ဖြစ်တဲ့ energy က mechanical energy အဲ့ mechanical energy ကနေလျှပ်စစ်ထွက်တဲ့အတွက်ကြောင့် electrical energy အဖြစ်ပြောင်းပြီးတော့အရှိမရှိတဲ့ဒီမီးလုံးလေးလေအဲ့ကနေပြီးတော့မီးလုံးလေးမီးလင်းတာဒီနေ့သင်တဲ့သင်ခန်းစာရဲ့ summary ကိုပြောရမယ်ဆိုရင် when electric charges flow through the wire a magnetic field form around the wire အဲ့တော့ wire တစ်လျှောက်မှာ electric charge တွေစီးဆင်းခဲ့မယ်ဆိုရင် electric charge ဖြစ်တဲ့ကြောင့် negative charge တွေပေါ့နော်အဲ့ဒါတွေကို current လို့ခေါ်တယ်အဲ့လိုစီးဆင်းတဲ့အခါမှာဒီ wire ထဲမှာ electric field စီးဆင်းတယ်လို့ဒီ wire ရဲ့ပတ်လည်မှာဘာစီးလဲဆိုတော့ magnetic field စီးတယ်နောက်တစ်ခါ electromagnet convert electrical energy into magnetic effect electromagnet ကလျှပ်စစ်စီးလိုက်တဲ့အတွက်ကြောင့် magnetic effect ဖြစ်တာအဲ့တော့လျှပ်စစ်စီးလိုက်တဲ့အတွက်ကြောင့် electrical energy ကနေ magnetic effect ဖြစ်လာတယ် current is the key factor controlling magnetic field strength and practical operation so current များခဲ့ရင် magnetic field ကလည်း magnetic field ရဲ့အားကလည်းများမယ်အဲ့တော့ current ပေါ်မူတည်ပြီးတော့ magnetic field ကအနည်းအများဖြစ်မှာပေါ့အဲ့ဒါကြောင့်သူဒီ key factor ဖြစ်တယ်နောက်ခါ electromagnetic induction is the process where a changing magnetic field creates an electric current in a conductor အဲ့တော့ electromagnetic induction ဆိုတာက magnetic field ရွေ့ရှားနေတဲ့အခါမှာ current ဖြစ်လာတာဘယ်မှာလဲဆိုရင် conductor ထဲမှာ current ဖြစ်လာတဲ့ဖြစ်စဉ်ကို electromagnetic induction လို့ခေါ်တယ်အဲ့တော့အလွယ်ဆုံးပြောရမယ်ဆိုလို့ရှိရင် current စီးတဲ့အတွက်ကြောင့် magnetic field ဖြစ်တယ် magnetic field ဖြစ်တဲ့အတွက်ကြောင့် motor effect တွေဖြစ်တယ် motor effect ကိုသုံးလို့ရပါဘော application မှာအနေနဲ့နောက်က changing magnetic field ရွေ့ရှားနေတဲ့အတွက်ကြောင့် current ကိုထုတ်လုပ်နိုင်တယ် current ထုတ်လုပ်နိုင်တဲ့အတွက်ကြောင့်ကျဲတို့ generator effect မီးအားပေးစက်တွေဖြစ်လာတယ်မီးစက်တွေဖြစ်လာတာပေါ့နော်ဒါကတော့electromagnet ရဲ့အသုံးဝင်မှုတွေကိုတာတို့သမီးတို့ပြောပြတာဒီချက်အသစ်တင်တဲ့ဗီဒီယိုတွေကိုတင်ပြပြီးချင်းကြည့်နိုင်အောင် subscribe button လေးလည်းနှိပ်ထားပေးအောင်နော်
မေးချင်တဲ့သိချင်တဲ့အကြောင်းတွေကို comment မှာမေးထားပေးနော် like and share လေးလည်းလုပ်ပေးကြပါအောင်နော်သားတို့သမီးတို့ Thanks for watching. See you next video.